ကျွန်တော်တို့လုပ်ခဲ့တဲ့ဆဲကွက်ဒီထဲမှာထည့်ခဲ့တဲ့ data ပေါ့ data တွေရမှာခုန text string ပဲဖြစ်ဖြစ် number ပဲဖြစ်ဖြစ် date and time ပဲဖြစ်ဖြစ်အဲ့တော့ဒီ format ဒီတွေတခုခုမှာဘယ်လိုပြောင်းလဲကြတခုခုကြုံလာခဲ့တယ်ရှိတော့ကျွန်တော်တို့ဘယ်လိုလုပ်မလို့ဆိုရင်ဆဲကွက်ပေါ်မှာ click ချပြီးတော့ double click နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်အဲ့မှာ insertion point လေးပေါ်နေ click နော်ပေါ်လိုက်ပြောင်းလိုက်နေဖြစ်နေအဲ့အချိန်မှာကျွန်တော်လိုအပ်တဲ့နေရာလေးမှာထည့်မယ်အဲ့တော့ to record purchases of broke gains ကျွန်တော်ထည့်ချင်တာ speed ပုတ်လိုက်ပြီးတော့ and other items ဆိုတဲ့အားလေးထည့်ချင်ပြီးရင်ကျွန်တော် enter ခောက်ချလိုက်မယ်ဒါဆိုလို့ရှိရင် purpose ဖေးနာနေပြီးတော့ကျွန်တော်တို့သူ့ရဲ့နော်ဘာကြောင့်လောက်ရတယ်ဆိုတော့ purpose ကိုကျွန်တော်တို့ဒီမှာလိုက်ပြီးတော့ပြင်ပေးလိုက်တယ်ဆိုရင်ဒီလိုပုံစံနဲ့ double click နှိပ်မယ် command 2ကိုကျွန်တော်တို့ဆိုကြပါစို့ command 2နောက်ကနေပြီးတော့ command 2အောင်ပေါ့အဲ့တော့သူ့ကိုကျွန်တော်တို့ double click နှိပ်ပြီးတော့ဝင်ပြီးတော့ပြင်လိုက်ရင်ရုံနဲ့ဒီကိုလိုချင်တဲ့နော်ကိုလိုချင်တဲ့ edit လုပ်ချင်တဲ့ data content တွေကိုကျွန်တော်ဒီနည်းနဲ့ပြင်နိုင်တယ်အဲ့တော့ကျွန်တော် undo redo လုပ်မယ်ဆိုလို့ရှိရင် quick access toolbar နေပြီးတော့ဒီလိုမျိုး undo လုပ်မယ်နော်နောက်ကိုပြန်သွားခြင်း undo ပြန်လုပ်မယ်ရှေ့ကိုပြန်သွားခြင်း redo ပြန်လုပ်မယ်အဲ့တော့ keyboard shortcut အနေနဲ့ဆိုလို့ရှိရင်တော့ control Z ကိုနှိပ်ပြီးမယ် undo လုပ်ခြင်း redo လုပ်ခြင်း control Y နဲ့ပြန်သွားမယ်အဲ့တော့ခုနကတော့ကျွန်တော် set ခွက်ထဲမှာ and other item ဆိုပြီးတော့ကျွန်တော်ဒီ insertion point လေးကိုကျွန်တော်ဒီနားမှာ click ချလိုက်ပြီးတော့ထည့်ပေးလိုက်တယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာမှာဘယ်လို edit လုပ် text တွေကိုဘယ်လို edit လုပ်ရမလဲဆိုတာကိုလည်းသဘောပေါက်ပြီပေါ့နော်